oxidation by osmoria oxygen လေထုဖိအားအတွင်းမှာရှိတဲ့ oxygen နဲ့ဓာတ်တိုးခြင်းပေါ့နော်လေထုဖိအားမှာရှိတဲ့ oxygen နဲ့ဓာတ်တိုးခြင်းသူက oxygen နဲ့ဓာတ်တိုးခြင်းကိုလာမှတ်တာ osmoria မမှန်တောင်မဲ့ oxygen နဲ့ဓာတ်တိုးခြင်းမှတ်မိရမယ်အဲ့ဒါဆိုဒီခေါင်းစဉ်သိရမယ်နော်ဒီမှာတော့ခေါင်းစဉ်လေးရေးမပြီးတော့ဘူးနော်လေထုဖိအားဓာတ်တိုးတယ်ဘာညာတော့ရေးမပြီးတော့ဒီနှစ်ကြောင်းနဲ့ပဲသွားမယ် oxygen နဲ့ဓာတ်တိုးခြင်းဆိုတာနဲ့ဒါကိုသိရမယ်နော် oxygen လေထုဖိအားလေနော် osmoria oxygen နဲ့ဓာတ်တိုးရဲဆိုတဲ့ဓာတ်တင် oxygen နဲ့အရက်ကိုဓာတ်တိုးပြီးမယ်ဆိုဓာတ်တိုးပြီးမယ်ဆိုလို့ရပြောမယ်ဘာလို့ဆိုဓာတ်တိုးရဲဆိုအောင်သိချင်တာမလို့နော်ဆရာတိုးတွေဖြစ်နေမှာဆိုလို့ပြုတ်လို့ပြင်နေမိမဲ့ဓာတ်အောက်ဆီဂျင်နဲ့ဓာတ်တိုးတာကိုသိစေချင်တာဖြစ်တဲ့အတွက်ဓာတ်တိုးပေးမယ်ဆိုပဲဆိုမယ်အောက်ဆီဂျင်နဲ့ရှေ့အားနဲ့မတူတော့ဘူးနော်ရှေ့မှာကအရက်လေးနဲ့နေဆန်အိုဓာတ်တိုးပေးမယ်ဆိုဒီမှာကျတော့အောက်ဆီဂျင်နဲ့အရက်ကိုရှေ့မှာတော့ကအရက်လေးနဲ့နေဆန်အိုဒီမှာကျတော့အောက်ဆီဂျင်နဲ့အရက်ကိုရှေ့မှာတော့အရက်နဲ့အောက်ဆီဂျင်ကိုလို့မစိုးဘူးเนาะဒီမှာရှေ့အားနဲ့မတူအောင်တမင်လာခွဲထားအရက်လေးနဲ့နေဆန်အိုဒီမှာကျတော့အောက်ဆီဂျင်နဲ့အရက်ကိုဓာတ်တိုးပေးမယ်ဆိုပိုမာယောဂဓာတ်ကူလေးacid water ရေကိုပေးပိုးမယောဂဓာတ်ကူလေးပိုးမယောဂဆိုဘက်တီးရီးယားတခါတလေကြာရင်ဒီကတ်တလေးလေးကိုပဲမေးတာနော်ဆရာတို့စားကြောင်းကြီးပေးထားပြီးတော့ကတ်တလင်နာလေးမှာကော့ရှင်မလေးပြင်ရေးပြပေးပါမယ်နော်အဲ့ဒါဆိုအောက်ဆီဂျင်နဲ့အရက်ကိုဓာတ်တိုးပေးမယ်ဆိုပိုးမယောဂဓာတ်ကူလေး acid water ရေကိုပေးတကယ်တော့ water ကလည်းရေပဲရေအားလည်းရေပဲဒါပေမဲ့ဆိုလို့ကောင်းအောင်လို့ acid water ရေကိုပေးလို့ရှိတာ acid ရေကိုပေးဆိုလို့မကောင်းလို့မလို့ပိုးမယောဂဓာတ်ကူလေး acid water ရေကိုပေး water နဲ့ရေနဲ့အတူတူပဲလေနော်အဲ့ဆိုရေးပါမယ်အောက်ဆီဂျင်နဲ့အရက်ကိုလို့မပါဘူးလားအဲ့ဆိုအရက်ဖြစ်တဲ့အတွက် propanol ethanol ရရနော်အောက်ဆီဂျင်ရှိရရေးလည်းရတယ်အရက်ကိုရှိရရေးလည်းရဒါဆိုအရက်ဖြစ်တဲ့အတွက်ဆရာကအရက်ကိုရှိရရေးမယ်ဒါဆိုရင်မီ E ရနေသွားမယ်မီ E အရက်ဆိုတာဘာနဲ့ဆုံး OH နဲ့ဆုံးဒါဆိုရင်အောက်ဆီဂျင်ဖြစ်တဲ့အတွက်သူကအောက်ဆီဂျင်လို့ပါတာနော်နေဆက် O မဟုတ်ဘူးအောက်ဆီဂျင်ဖြစ်တဲ့အတွက်ဘာတူတော့ O2 ဆရာကနေဆက် O ဆိုရင်လားနှစ်နဲ့မြောင်ပါနော်ဒါဆိုလို့ရှိရင်ကာဗွန်တို့တက်လောက်ဖြစ်မယ်ဆိုရင်ကာဗွန်တစ်လုံးမှာလက်တန်၄ချောင်းရှိရမှာဒီမှာဘွန်းလေးကတစ်ချောင်းပဲရှိလို့၃ချောင်းလို့၃ဖြည့်တာပါဒီကာဗွန်ကလက်တန်2ချောင်းပိုင်ပါတယ်ရှေ့ကိုတစ်ချောင်းနောက်ကိုတစ်ချောင်း2ချောင်းပိုင်တဲ့အတွက်နှလုံးပဲလို့မလို့8လို့ဖြည့်တာပါကာဗွန်တစ်လုံးမှာလက်တန်4ချောင်းရှိရပါတယ်အဲ့လက်တန်တစ်ချောင်းကို8နဲ့ကိုစားပြုလို့ရပါတယ်ဒါတော့တင်လည်းတင်မယ်မယ်ထပ်ပြောပြပြတာပါဒါဆိုရင်အရက်အောက်ဆီဂျင်နဲ့အရက်ကိုဓာတ်တိုးပေးမယ်ဆိုပိုးမွားယောဂဓာတ်ကူလေးလို့မပါဘူးလားဒါဆိုရင်ပိုးမွားယောဂဓာတ်ကူကဘယ်သူပါလဲဆိုရင်ပိုးမွားယောဂဘက်တီးရီးယားပေါ့ဗမာလိုတော့ရေးလို့မရဘူးပေါ့ပိုးမွားယောဂဆိုတာ BACTERIA ဘက်တီးရီးယားပိုးမွားယောဂဆိုတာနဲ့ဘက်တီးရီးယားတော့သိပေါ့နော်ပိုးမွားယောဂနဲ့ဗမာလိုပိုးမွားယောဂလို့သွားရေးလို့မရဘူးနော်ပိုးမွားယောဂဓာတ်ကူလေး acid water ရေကိုပေးလို့မပါဘူးလား acid water ဖြစ်တဲ့အတွက်ခုနကလိုအတူတူပဲ OH ထွက်မယ် OH နဲ့ကတ်လျက်8တစ်လုံးထွက်မယ်ဒါဆိုရင် तू ကဒီက8ရယ် OH ရယ်ပေါင်းလိုက်တော့ဘာတုံးဆိုရင် H2O acid water ရေကိုပေးဆိုဒီ O နှလုံးကခုနထွက်တဲ့နေရာဝင်လိုက်အောင်မလေးဒါဆိုရင်ဒီဘက်မှာလည်း CH3 ရယ် C 8တစ်လုံးကျန်သေးရယ်အဲ့ဂျာထဲမှာ OO ဝင်လိုက်ဒါဆိုရင် CH3 COO8 ဆိုပြီးတော့ကြတော့ရတော့ဒါဆိုရင်အမည်ပေးမယ်ဆိုရင်မီ E O နဲ့ OH နဲ့စုံနေလား OH နဲ့ဆိုရင် ethanol ETHA NON ethanol နောက်ကမီ E ကာဗွန်မှာ O နှလုံးဖြစ်တဲ့အတွက် EST က ester တစ်လုံးနဲ့ပြီးခဲ့လဲမှန်ပါတယ် O တစ်လုံးက ether ပါနှလုံးထွက်က ester လို့တို့တွေမှတ်ထားကြပါစို့ဆိုပြီးပထမဆုံးမှာသင်ထားပါတယ်ဒါဆိုနှလုံးထွက်လို့ ester လို့ရေးခွင့်ရှိပါတယ်ဒါဆိုရင်မီ E ဒါဆိုရင် ETHA NOIC ဘာကြောင့် NOIC သုံးတာလဲဆိုရင် OO ဖြစ်နေလို့နောက်က8ကဘာလို့ဆိုရင် ACID acid ethanol တွေ acid ပြီးသွားပါပြီเนาะလွယ်လွယ်လေးတွေပါဒီကြပြလေးတွေကိုမပြောပါနဲ့ဒါဆိုရင်ဆရာတို့ကအောက်ဆီဂျင်ဆိုတာနဲ့ဒီကောင်ပြည့်မြင်ရမယ်เนาะအောက်ဆီဂျင်ဓာတ်တိုးတာဆိုဒီကောင်ပြည့်မြင်ရမယ်oxidation by osmoria oxygen เนาะလေထုဖိအားထဲမှာ oxygen ဖြစ်ဓာတ်တိုးခြင်းလို့မင်းရင်လေဒီတစ်ကြောင်းလေးရေးပြီးနှမှတ်ရပါမယ် question mark ကအဲ့ဒါပဲအဲ့လိုမဟုတ်ဘဲနဲ့ ethanol က real with เนาะ ETHNON ethanol က real with IEACD real WIT with real with ဓာတ်ပြုမယ် oxygen OH/G ရဲ့ oxygen real with เนาะ ethanol က real with ဓာတ်ပြုပါမယ် oxygen နဲ့ဓာတ်ပြုမယ်ဆိုရင်ဒီစာကြောင်းလေးကိုရေးပြရမှာเนาะအရက်လေးနဲ့အောက်ဆီဂျင်နဲ့အရက်ကိုဓာတ်တိုးပေးမယ်ဆိုပိုးမယောဂဓာတ်ကူလေး acid water ရေကိုပေးတခါနဲ့လုံးုံနဲ့တော့မရဘူးပေါ့နော်ထပ်ခါလေ့ကျင့်ထားမယ်ထပ်ခါအချိန်ပြန်လေ့ကျင့်မယ်ပြန်တွက်မယ်ပြန်လုပ်မယ်ဆိုလို့ရှိရင်လေသူ့လိုကိုခေါင်းထဲကနေပေါ်လာဒါဆိုနောက်ထပ်တစ်ခုကဘယ်လိုမျိုးမေးနိုင်သေးလဲဆိုလို့ရှိရင်ဆရာတို့ကဒီဟာလေးကိုပေးထားမှာ CH3 CH2 O8 အပေါင်းအောက်ဆီဂျင်အဲတို့ဒီနာမှာကွက်လက်ပြီးရင်ဒီနာမှာကွက်လက်အပေါင်းဒီနာမှာ H2O အဲ့လိုလေးလည်းမေးတတ်တယ်ဒါဆိုဆရာတို့ကဒီနာမှာဓာတ်ကူရယ်ဒီနာမှာထွက်တဲ့ acid ရယ်ပဲရေးပေးအောင်အဲ့လိုလေးလည်းမေးတတ်သေးတယ်နော်အဲ့ဒါမေးပုံမေးနေနောက်တစ်မျိုးပြောပါဒါဆို ethanol နဲ့မဟုတ်ဘဲနဲ့ propanol တို့ pentanol တို့ butanol တို့နဲ့လုပ်မယ်ဆိုလည်းရတယ်မီ E pro ဘာနဲ့ဆုံး OH နဲ့ဆုံးဒါဆိုရင်ဒီကောင်က3လုံးလို့3လုံး
နှလုံးလိုလို့နှလုံးလိုလို့နှလုံးအပေါင်းဗာနဲ့ပေါင်းပါဆိုရင်တက်စီဒါအောက်ဆီဂျင်နဲ့ဓာတ်တိုးမယ်ဆိုရင်ဘက်တီးရီးယားဓာတ်ကူပေးရမယ်ပိုးမယောဂဘက်တီးရီးယားဓာတ်ကူပေးရပါမယ် BACTERIA ဘက်တီးရီးယားဓာတ်ကူပေးမယ်နော်ပိုးမယောဂဓာတ်ကူဘက်တီးရီးယားဓာတ်ကူလေးလို့မပြောတော့ပိုးမယောဂဓာတ်ကူလေး acid water ရေကိုပေးဒါဆိုရင် acid နဲ့ water နဲ့ပေးမှာပါဒါဆိုရင် O8 ထွက်ပါမယ် O8 နဲ့ကက်လက်ကောင်က8တလုံးထွက်ပါမယ်သူတို့နှစ်ခုပေါင်းလိုက်တော့ A2 ကိုဖြစ်သွားပါပြီ A2 ကိုဒါဆိုကျန်တာပေါင်းရင်လည်း C83 C8 ဒီမှာ C မှာ8တလုံးကျန်သေးတယ်တလုံးမှထွက်တာဒါဆိုရင် COO8 ဒါဆိုရင်မီ Pro ဒါဆိုရင် O8 နဲ့ဆိုရင်အရက်အောက်စုဒါဆိုရင် PROPANON propanol ဒါတော့သိရမယ် G11 ခဏတိုင်းเนาะဒါဆိုရင်ဒီနားလေးကို question mark လောက်ထားရင်လည်းဖြေသေးရမယ်ဒီနားလေးကို question mark လောက်ထားရင်လည်းဖြေသေးရမယ်ဒါဆိုရင် mi pro o နှလုံးကိုတွေ့ရဖြစ်တဲ့အတွက် e star လို့တန်းရေးခဲ့လဲမှန်ပါတယ် EST က e star အဲ့လိုမဟုတ်ဘဲနဲ့ mi pro o ဆိုတော့ noric PROPANOIC propanol နောက်က 8က acid propanol တွေ acid ဒါဆိုရင်ဒီနေ့သင်ပေးမယ်နှစ်ပုံလေးပြီးသွားပါပြီနောက်ထပ် reaction with metal တွေပါရင်ညာကြီးလက်ကဗျာလိုလေးတွေရှိပါတယ်เนาะဒါလေးတွေအားလုံးကြပြလိုလေးတွေနဲ့တစ်ခါလုံးပြီးတဲ့အထိသင်ပေးပါမယ်เนาะနည်းနည်းလေးတော့စောင့်ကြည့်ပေးပါအမားပိုင်းလည်းခွင့်လွှတ်ပြင်ဆင်ပေးပါအောင်ခင်ဗျာကျွန်တော်ကတော့ဆရာဝန်ဖြိုးပါကြပြလေးအများကြီးကိုထက်လက်တင်ပေးပါမယ်ခင်ဗျာအကောင့်လေးကိုလည်း follower လေးလုပ်အသေးလေးလည်းပြီးသွားပါအောင်ခင်ဗျာ